မင်္ဂလာပါဒီနေ့ကတော့လေအိမ်မှာခရမ်းသီးထောင်းလေးထောင်းစားတာအောင်ကိုအိမ်မှာစားရင်းနဲ့ပြပေးပါမယ်ပါဝင်တဲ့ပစ္စည်းလေးတွေပြပေးမယ်နော်ဒါခရမ်းသီးတမယာသီးပါမယ်ကြက်သွန်ဖြူပါမယ်နန်းနန်းပင်ပါမယ်ငရုတ်သီးစိမ့်ပါမယ်ကြက်သွန်သီးပါမယ်ပြီးတော့ဒီမှာနှမ်းပါမယ်ပြီးတော့အချုံမမတုံးဘူးเนาะမတို့အမင်းတို့ဗတောက်ရိတ်ကရောင်းပြီးတဲ့ရွှေပစွန်ကြောက်လက်ဖက်စားတိတိတွယ်လေးပေါ့နော်ဒီလက်ဖက်စားလေးနဲ့အဓိကရောင်းထောင်းပေးပေးမယ်ပေါ့နော်ဒီမှာပါဝင်တဲ့ပစ္စည်းလေးတွေကဒါလေးတွေပါဒါလေးတွေနဲ့အဓိကထောင်းပေးမယ်เนาะမတို့အရင်ဦးဆုံးငရုတ်သီးလေးနဲ့ကြက်သွန်ဖြူလေးကိုလှော်လိုက်မယ်เนาะဒီလိုလှော်လိုက်တယ်ဆိုတာဘိုက်ကလေးမနာအောင်ပေါ့เนาะမင်းတို့ကဒါလေးလှော်လိုက်တာပြီးသွားလို့ရှိရင်ခရမ်းသီးကိုပြုတ်ပါမယ်ခရမ်းသီးကိုအပြာရောင်မဲမသွားအောင်ပေါ့နော်မင်းတို့စားလေးထည့်ပြီးတော့တခါတည်းပြုတ်ပါမယ်သူကနည်းနည်းအေးအောင်ပြုတ်ရတဲ့အတွက်နည်းနည်းတော့အချိန်ပေးရတာပေါ့နော်မင်းဒါပထမရေထည့်ပြီးတော့အုပ်ထားပါပြီဒါစူလာပြီးအနေထားမှာတိတ်မနူးသေးတော့မင်းထပ်ပြီးတော့တည်တည်ရှာရှာလေးသူထိုးကြည့်လိုက်လို့ရှိရင်သိတယ်လေအဲ့ဒါနည်းနည်းလေးနူးအောင်ပြုတ်လိုက်မယ်ပေါ့နော်အဲ့ဒါနောက်နည်းနည်းလေးကြာအောင်ပြုတ်လိုက်တော့အခုဆိုလို့ရှိရင်နူးသွားပါပြီသူကလေအဲ့လိုမျိုးစားလေးထည့်ပြုတ်လို့ရှိရင်လေမဲပြပြကြီးတွေဖြစ်မသွားဘူးเนาะမတို့အဲ့ဒါမင်းပြီးတော့ဆယ်လိုက်တယ်ဆယ်ပြီးသွားရင်နည်းနည်းလေးပူနေတော့လေဒီညှက်ကလေးနဲ့ဆွဲပြီးတော့အခွန်လေးကိုခွာလို့ရတယ်အဲ့ဒါလေးကိုအခွန်လေးတွေအကုန်လုံးပြောင်စင်အောင်လို့နှွာလိုက်ပါမယ်ရှင်သူကလေအနံ့လေးမှုေးပြီးစားကောင်းတယ်เนาะမတို့တကယ်လို့ကိုကမီးကင်ချင်လဲမီးကင်ပေါ့เนาะမီးကင်တဲ့သူကမီးကင်ဖို့မရှိဘူးဆိုလို့ရှိရင်မင်းတို့ဒီလိုမျိုးလေးပြုတ်လိုက်လို့ရပါတယ်ဒါဆိုရင်မင်းပြုတ်ပြီးတော့အခွန်လေးနှွာလာပေါ့เนาะတန်ရှင်းလေးဖြစ်သွားအောင်ပါဝင်ပစ္စည်းလေးတွေကတော့စောနာလှော်ထားတဲ့ငရုတ်သီးကိုထောင်းတယ်ပြီးသွားရင်ကြက်သွန်အဖြူလေးတွေကိုထည့်ပြီးတော့ထောင်းလိုက်တယ်အဆက်ကတော့ကိုစားခြင်းတလောက်ပေါ့နော်ဒါမင်းတို့ထည့်ပြီးသွားပြီဆိုလို့ရှိရင်ညက်သွားပြီဆိုရင်စောနာကရွှေပစွန်ကြောက်ကလေးတွေကိုထည့်တယ်အရှို့မသုံးတော့ဘူးเนาะဒီနေရာမှာအဓိကဒီရွှေပစွန်ကြောက်ကဲအရှို့အရတာနဲ့ပဲခရမ်းသီးထောင်းကိုထောင်းလိုက်တာပါအဲ့ဒါတွေညက်သွားပြီဆိုရင်တော့စောနာကတန့်စင်ထားတဲ့ခရမ်းသီးလေးတွေကိုနည်းနည်းလေးပူနေတော့မင်းခပ်ပူလေးပဲထောင်းလိုက်တော့လေနည်းနည်းလေးပူနေတော့ကကြီးလေးနဲ့ပဲညှက်ပြီးတော့ထည့်လိုက်တယ်เนาะမတို့အဲ့ဒါပြီးသွားလို့ရှိရင်မင်းတို့ရတာအတွက်ကကြက်သားမုံထည့်မယ်ပြီးတော့စားအနှဲငယ်ထည့်မယ်အဲ့ဒါလေးကိုနည်းနည်းလေးပေါ့နော်အရင်ထောင်းစရာမလိုဘူးနော်ခပ်ဖွားလေးရှည်လိုက်မယ်နော်မတို့အဲ့လိုမျိုးလေးကြေသွားပြီးပြီဆိုရင်ကြက်သွန်နီလေးထည့်မယ်အမန့်လေးမှုရအောင်အတွက်နန်းနန်းပင်လေးထည့်ပါမယ်ကဲပြီးရင်နှမ်းလေးပေါ့နှမ်းလေးကတော့မဖြစ်ပေါ့နော်ဒီခရမ်းသီးထောင်းထဲမှာထည့်တာမြေပဲမထည့်သွားဘူးနော်မတို့ပြီးသွားရင်တမယာသီးကိုအရှင်အတွက်တမယာသီးလေးကိုညှစ်ပြီးတော့ထည့်လိုက်ပါမယ်ကိုစားနိုင်တဲ့လောက်ထည့်ပေါ့နော်တမယာသီးကတော့အရှင်လေးကိုကဲအရသာလေးမြည်ကြည့်လိုက်ပြီဆိုတော့ကိုကလုံးဝ special စားကောင်းတဲ့ခရမ်းသီးတောထောင်းပုံစံမျိုးလေးပေါ့နော်ဒါလေးကိုရပါပြီအဲ့ဒီနေရာမှာကိုကစီထည့်ရင်လည်းရတယ်မထည့်ရင်လည်းရတယ်ပေါ့နော်မင်းကတော့ဒီနေ့ကပဲစီမှုေးလေးကိုထည့်ပြီးတော့တခါတည်းထည့်ပြီးတော့ထားလိုက်ထည့်တုပ်လိုက်တယ်ပေါ့နော်အဲ့ဒါဆိုတော့အရန်လဲမှုေးတယ်အနှံ့လေးလဲမှုေးတယ်ဆက်ကလေးချင်းလေးနဲ့အရန်စားကောင်းတဲ့ခရမ်းသီးဆက်ထောင်းလေးကိုရပါပြီ